အသက်35နှစ်နဲ့တင်ဧကရစ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့အခုတလောခစ်ထမိနေတဲ့ပါရမီရှင်လင်းကျင်ရဲ့ပါလာထိုက်ချူထားကိုင်းကကြီးချန်ကောပမာလဲတောင်ပတ်လန်းတစ်ခုလုံးဟိမ့်ထွက်သွားတဲ့အတန်နဲ့အတူလင်းကျင်ရဲ့ကမောက်မောက်မာမာကျုံသွားလိုက်တဲ့ငါလင်းကျင်ရဲ့အသက်35နှစ်နဲ့ဧကရစ်အဆင့်ကိုတက်လှမ်းခဲ့တာဒီနေ့တော့ជីဘိုးဘေးဆိုတဲ့လူကိုခါပြတ်အောင်တိုက်ခိုက်ပြီးပညာချင်းဖလှယ်မလို့ဂိုင်းသားတွေကဒေါသတကြီးနဲ့ရိုင်းလာကြီးလားငါတို့ဂိုင်းရဲ့ဘိုးဘေးကဘလောက်အဆင့်တန်းမြင့်လဲမင်းတို့ကောင်ကများပညာချင်းဖလှယ်ခြင်းရသလားလို့ပြန်អော်ကြတယ်ဘာအနိုင်မဲ့ဘိုးဘေးလဲငါအမြင်တော့ခေါင်းရှုပ်ပုံနေတဲ့လက်အိုကြီးတက်တက်ပါပဲကြီးချန်ကောမင်းငါရဲ့လှမ်းချက်တစ်ချက်ကိုထွက်ခံရဲ့လားကျွန်တော်စိတ်ထဲမှာတော့လာပြီဟေ့နောက်ဆုံးတော့တကယ်ဧကရစ်အစစ်မှန်တယောက်ရောက်လာပြီပဲအလက်အရှင်မြတ်နဲ့ကောင်းကင်ဘုံကြီးကိုကျေးဇူးတင်ပါတယ်ငါရဲ့ဧကရစ်တွေကိုတစ်ချက်တည်းနဲ့အစပြတ်တက်နိုင်တဲ့စွမ်းအားကတော့အလုတ်ဆက်လို့ရတော့မယ်ဒီနေ့တော့မင်းကိုဆရာကြီးပုံစံနဲ့အသေးလဲဟန်ကိုဖို့ပြလိုက်အောင်မယ်လို့တွေးပြီးပျော်သွားတယ်ကျွန်တော်ထွက်လာတော့လင်းကျင်ရဲကမင်းကကြီးချန်ကောလာကောင်းပြီမင်းရဲ့လက်နက်ကိုထုတ်ဆန်းလို့ဆိုတယ်ကျွန်တော်ကပုံစံဖမ်းပြီးလက်နက်ထုတ်ရမယ်ဟုတ်လားမင်းကအရန်အားနဲ့လုံးလို့ငါလက်နက်နဲ့မတန်ဘူးလို့အေးဆက်ဆက်ပြောလိုက်တယ်ဘာပြောတယ်ငါကကောင်းကင်ဘုံရဲ့အချစ်တော်ကွာငါ့ကိုစိန်ခေါ်တဲ့ကောင်ကတေးလမ်းပဲရှိတယ်မောက်မာလာကြီးလားဒီနေ့တော့မင်းရဲ့တွေးကြောအကုန်လုံးကိုငါဖျက်ပစ်မယ်လို့လင်းကျင်ရဲကဒေါသတကြီးအော်တုံးသူ့အထက်ကဝိညာဉ်အိုကြီးကလည်းတပည့်မြင်မြန်အပြက်ဖြက်ဆရာကမင်းကိုအဆင့်6ဧကရစ်ရဲ့စွမ်းအားတွေကူးပြောင်းပေးမယ်တစ်ချက်တည်းနဲ့သူ့ကိုတက်ပစ်ဆန်းလို့ကူညီပေးလိုက်တယ်တေးပြီးတော့ဆိုပြီးလင်းကျင်ရဲကအဆင့်6ဧကရစ်ဝိညာဉ်ရဲ့စွမ်းအားတွေနဲ့တိုက်ခိုက်လာတယ်ကျွန်တော်စိတ်ထဲမှာတော့အဆင့်6ဝိညာဉ်ပဲဖြစ်ဖြစ်ဧကရစ်အဆင့်ပဲဖြစ်ဖြစ်ငါရဲ့စနစ်စွမ်းအားရှိမှာတော့မင်းတို့အားလုံးကကလေးလေးတွေပါပဲလို့တွေးနေတုန်းစနစ်ကဧကရစ်အဆင့်ရန်သူကိုထောက်လန်းတွေ့ရှိရတဲ့ဖြင့်တစ်ချက်တည်းနဲ့အစပြတ်တက်နိုင်သောစွမ်းအားအလိုလျောက်အသက်ဝင်ပါပြီးအထူးအကျိုးသက်ရောက်မှုကိုရွေးချယ်နေပါသည် effect ရွေးချယ်မှုအောင်မြင်ပါသည်တပ်ပန်းရောင်များတထောင်တစ်ပင်ပြန်အကျိုးသက်ရောက်မှုဖြစ်ပါသည်ကျွန်တော်စိတ်ထဲကနေဟာဗျာဘာလို့အမြဲတမ်းဒီလိုထူးဆန်းတဲ့သက်ရောက်မှုတွေကြီးပဲဖြစ်နေရတာလဲငါရဲ့တသက်တာဆရာကြီးကုံတိတ်ခါတော့သွားပါပြီလို့ညီးတွားနေမိပေမဲ့လက်တွေမှာတော့ပန်းရောင်လင်းနှံတွေကောင်းကင်ရံတစ်ခုလုံးလွှမ်းသွားပြီးလင်းကျင်ရဲကိုပွဲချင်းပြီးရိုက်ချပစ်လိုက်တယ်အာဒါဘာကြီးလဲဆရာကဲပါဦးဝိညာဉ်အိုကြီးကလည်းမကောင်းတော့ဘူးဒါကဧကရစ်အဆင့်ကိုကျော်လွန်တဲ့အကြောင်းအကျိုးဆက်နွယ်မှုစွမ်းအားပဲပြေမြန်မြန်ပြေးလို့အော်ပေမဲ့မရတော့ပါဘူးဝုန်းဆိုတဲ့အတန်နဲ့အတူတစ်ချက်တည်းတင်လင်းကျင်ရဲ့တင်မကပဲသူ့ခန္ဓာကိုယ်ထဲကအဆင့်6ဧကရစ်ဝိညာဉ်ပါအမှုတ်ဖြစ်ပြီးပွဲချင်းပြီးတေဆုံးသွားခဲ့ရတယ်ဘေးကလူတွေမှာတော့ပါဇက်အဟောင်းသားနဲ့တစ်ချက်တည်းလားခန္ဓာကိုယ်ထဲကအင်အားကြီးဝိညာဉ်ကိုပါတပြိုင်နက်တည်းအလွယ်တကူတက်ပစ်လိုက်တာလားအဆင့်6ဧကရစ်ဝိညာဉ်တောင်ပြန်မတိုက်နိုင်ဘူးသူကဘလို့ကြောက်စရာကောင်းတဲ့မိစ္ဆာကြီးလဲတဘာဝအတိုင်းပြန်လဲရောက်ရှိသွားတဲ့သဘောပဲငါခုနကသွားပြီးတေရင်းတူးမိတော့မလို့တုံးလုံးကုန်ကြတယ်အဲ့ဒီအချိန်မှာစနစ်ကဂုံယူပါသည်အင်ရှင်သည်လွတ်လပ်သောကျင့်ကြံသူလင်းကျင်ရဲကိုတပ်ဖြတ်နိုင်ခဲ့တဲ့ဖြင့်နာမည်ကျော်ကြားမှုအမှတ်2000တိုးလာပြီးအဖြူရောင်တက်တာတစ်လုံးရရှိပါသည်လက်ရှိစုစုပေါင်းအမှတ်9ရကျော်သွားပြီဖြစ်၍စနစ်အယောင်းဆိုင်ကိုဖွင့်လှစ်ပေးလိုက်ပါပြီလို့ပြတယ်ကျွန်တော်လည်းနောက်ဆုံးတော့ဆိုင်ထဲဝင်ပြီးပစ္စည်းဝယ်လို့ရပြီပဲဒါပေမဲ့ဆရာကြီးပုံစံကိုတော့ဆက်ပြီးဟန်ကိုဖို့လုပ်ထားရမယ်လို့တွေးပြီးဘေးကပုံနေတဲ့လူတွေကိုလှမ်းကြည့်လိုက်တယ်ဝါရင်ကျင့်ကြံသူတွေဖြစ်တဲ့ရှိရှိရွေနဲ့လဲဟုံးတို့ကကျွန်တော်လှမ်းကြည့်လိုက်တာနဲ့ကြောက်လက်တကြားနဲ့သူငါတို့ကိုကြည့်လာပြီးသူငါတို့ပုံနေတာကိုစောစောစီးစီးသိနေတာပဲတကယ်လို့အခုထွက်ပြီးဝင်မခံရင်လင်းကျင်ရဲလို့ဖြစ်မျိုးကြုံရလိမ့်မယ်လို့တွေးပြီးချက်ချင်းပြေးထွက်ကဒူးထောက်လိုက်ကြတယ်ကွန်ဟန်နဲ့သမီးကိုင်းကရှိရှင်း၍ဂျီဘိုးဘေးကိုကြော့ပါတဲ့ဖျားနှောင်းလူကျမကစောစောကကြင်ကြံချင်းစွမ်းအားကိုဖုံးကွယ်ထားမိတာကဘိုးဘေးရဲ့အရှိန်ဝါကိုကြီးညိုခြင်းယုံတက်ပါဘာမကောင်းတဲ့စိတ်မှမရှိပါဘူးဘိုးဘေးခွင့်လွှတ်ပေးတော်မူပါလဲဟုံလဲဘိုးဘေးကိုကြော့ပါတဲ့ကျွန်တော်မျိုးထိုက်ချူထားကိုင်းကိုဝင်ကျင်ပါတယ်အစီကံဖြစ်စေကျွန်းဖြစ်စေဘိုးဘေးရဲ့ဘေးနားမှာကစားပေးရစီလို့တောင်းပန်ကြတော့ဘေးကလူတွေကဖျားရည်ကွန်ဟန်ကိုင်းကနတ်သမီးနဲ့ဝါရင်ဧကရစ်လဲဟုံတို့တောင်ကြောက်လန့်ပြီးဒူးထောက်ညံ့ခံကုန်ကြပြီလို့အံ့ဩကုန်ကြတယ်ကျွန်တော်စိတ်ထဲမှာတော့အမလေးဗျာတကယ်ဧကရစ်အဆင့်တက်တော်ဆောင်2ယောက်ကိုဘာသာကိုအိမ်ရောက်လာအပ်တာပဲလိုဝမ်းတာနေတုံးစနစ်ကလှုပ်ဝက်ပင်မတာဝင်ပေါ်ပေါက်လာပါပြီနတ်မိတ်ဆာဘူးပေးလို့ဤနေမြေပြတ်တို့တွားရောက်၍ငကားနတ်ဖျားပင်လေကူဝကိုရှာဖွေရပါမည်တာဝန်ပြက်ကွက်ပါကမိမိကိုမိမိလူပြတ်တက်ဖြစ်ကြောင်းအများပြည်သူရှိတွင်ဖော်ထုတ်ခံရပါမည်လို့ပြလာတယ်ကျွန်တော်လည်းချက်ချင်းပဲအမူအရာပြင်ပြီးငါမှာအပြင်ထွက်တဲ့အခါလိုက်ပါဖို့တက်တော်ဆောင်အနှဲငယ်လိုအပ်နေတာပဲလို့ပြောလိုက်တယ်ဘိုးဘေးကျွန်တော်ကိုရွေးချယ်ပါကျွန်တော်ကအကြမ်းခံတဲ့အလုပ်လုပ်တာလဲတေချာစနစ်ကြလို့ဘိုးဘေးအတွက်တက်တော်ဆောင်လုပ်ဖို့အတင်းတော်ဆုံးပဲလို့လဲဟုံးကအလူရက်ပြောတယ်လို့ရှိရှင်း၍ကလည်းဘိုးဘေးကျမတို့ကွန်ဟန်ကိုင်းကနေယတနာ3ခုဆက်တပမယ်ပြီးတော့ကျမကိုယ်တိုင်ဘိုးဘေးရဲ့ဘေးနားမှာအနီးကပ်ပြုစုစောင့်ရှောက်ပေးရစီလို့ပြောကြတယ်လဲဟုံးကထပ်ပြီးကျွန်တော်မျိုးဘာစုလက်မှမလိုပါဘူးဘိုးဘေးအတွက်မြင့်ဆက်ကြိုးကိုကင်ပေးရုံဆိုရင်ပဲကျေနပ်ပါပြီလို့ပြောတော့ကျွန်တော်ကတော်ပြီမင်းတို့ကဒီလောက်တောင်စိတ်ရင်းရှိနေမှာတော့ငါနဲ့အတူနတ်မိတ်ဆာဘိုးဘေးတို့ဤနေမြေပြက်ကိုလိုက်ခဲ့ကြတော့လို့အမိန့်ပေးလိုက်တယ်ဘိုးဘေးရဲ့လက်ခံမှုကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့အသက်နဲ့လဲပြီးတစ္ဆာဆောင်သိပါမယ်လို့သူတို့ကဝမ်းသာအားရပြောကြတယ်နတ်မိတ်ဆာနေမြေပြက်ရဲ့တကားဝကိုရောက်တဲ့အခါတိတ်တဆိတ်ပုံနေတဲ့ပိုင်ကိုင်းချုပ်နဲ့ထော်ပါကိုင်းချုပ်တို့ကကြည့်ပြီးပိုင်ကိုင်းချုပ်မင်းတွက်ချက်ထားတဲ့ကောင်းကင်ဘုံရဲ့အချစ်တော်ကဒီနေ့တကယ်ပဲပေါ်လာတာပဲအချိန်ကြိုက်ပဲသူအဲ့ဒီနတ်မိတ်ဆာနေမြေရဲ့ကြောက်တကားကိုဖွင့်လိုက်တာနဲ့ငါတို့ကနောက်ကနေအလကားလိုက်ဝင်ရုံပဲလို့တိုင်ပင်နေကြတယ်သူတို့ကကျွန်တော်ကိုအကဲခတ်ပြီးပိုင်ကိုင်းချုပ်ဟိုရှိကလူငယ်ကိုတေချာစမ်းသက်ကြည့်ဦးကြင်ကြံချင်းစွမ်းအားလုံးဝမရှိဘူးတာမှန်လူပဲလာနေဦးကောင်းကင်ဘုံရဲ့အချစ်တော်ဆိုတာကြင်ကြံချင်းကိုတိုင်းတာလို့မရဘူးကောင်းကင်ဘုံတောင်မခံမနိုင်ဘူးလေအပြင်ဘက်မှာတာမန်လူလိုဖြစ်နေပေမဲ့တကယ်ကတော့ကောင်းကင်အထိပေါက်နေတာပဲကွက်တီပဲသူကကောင်းကင်ဘုံရဲ့အချစ်တော်ပဲလို့ထင်ကြီးပေးနေကြပြန်တယ်အဲ့ဒီအချိန်မှာရှိရှင်းယူကသူတို့ကိုမြင်သွားပြီးပိုင်ကိုင်းချုပ်ထော်ပါကိုင်းချုပ်
ကျမအခုထိုက်ချူတာကိုင်းကဂျီဘိုးဘေးစီမှာတစ္ဆာခံထားပြီးအရင်ကိုင်းကကိစ္စတွေကိုနောက်ခါလာမပြောပါနဲ့တော့လို့လှမ်းပြောလိုက်တော့မှသူတို့ကကျွန်တော်ကိုတေချာကြည့်ပြီးလန့်သွားကြတယ်။နက်ဖျားတောင်ကြားကထော်ပါဟုံးမိတ်ဆွေကြီးကိုနှုတ်ဆက်ပါတယ်။ရောင်ချီအေဂရစ်ပိုင်စုကြီးမိတ်ဆွေကြီးကိုနှုတ်ဆက်ပါတယ်။အင်ရှင်ဒီအဆင့်9အေဂရစ်2ဦးကိုတုံးလို့စေခဲ့တဲ့ဖြစ်နာမည်ကျော်ကြားမှုအမှတ်1000တိုးလာပါသည်။ကျွန်တော်စိတ်ထဲမှာအမလေးဗျာအဆင့်9အေဂရစ်2ယောက်တောင်ငါ့ကိုလာပြီးအယိုအသေးပေးနေကြတာလားဒီတစ်ခါဆရာကြီးလောက်ရတာတော့တကယ်ကိုအားရစရာပဲလို့ကျင်းနေနေမိတယ်။အဲ့ဒီအချိန်မှာပဲအခြားအင်အားစုတွေလည်းရောက်လာတယ်ကိုပါကိုင်းကချီရှမ်းမိတ်ဆွေတို့ကိုနှုတ်ဆက်ပါတယ်မင်းတို့လည်းဒီနေရာကယတနာကိုလာရှာလာလားမင်းတို့ရဲ့အရှိန်အဝါဖုံးကွယ်တဲ့ပညာကတကယ်ကိုမြင့်မားတာပဲငါတို့အတူတူသွားကြမလားမဟာကျက်အင်ပါယာရဲ့တကားကမင်းတို့အတွက်အမြဲတမ်းဖွင့်လှစ်ထားပါတယ်လို့လာဖိတ်ခေါ်တာကိုဘေးကလူကအကူ9သူတို့ကိုသွားမပြောနဲ့ဟိုကြောက်တကားပေါ်ကတားမြစ်ချက်ကိုကြည်ဦးလို့လှမ်းထားတယ်ကြောက်တကားကိုအတင်းတိုက်ခိုက်ပေမဲ့မရပါဘူးအတင်းတိုက်လို့မရဘူးဒီကြောက်တကားကရှေးဟောင်းရှိုးဝက်တော်ရှိမှပွင့်မှာဒီတားမြစ်ချက်ကအရန်ခိုင်မှလွန်းလို့တော့မရှိရင်ဒီနေ့ဘယ်သူမှဝင်လို့ရမှာမဟုတ်ဘူးလို့လူတွေညီးတွားနေကြတော့ကျွန်တော်ကစောကစနစ်တက်တာတွေကရထားတဲ့တော့အစုပ်လေးကိုထုတ်ပြီးမင်းတို့ပြောနေတာဒါကြီးလားလို့မေးလိုက်တယ်ဟာလှုပ်ဝက်တော့ပါလားကျွန်တော်စိတ်ထဲမှာတက်တာဖွင့်တော့ကရတဲ့အမိုက်တော့ကဒီနေရာမှာတုံးရဖို့စောင့်နေတာကိုအားလုံးတော့ပါဆက်အဟောင်းသားဖြစ်သွားကြပြီမလားလို့တွေးပြီးတော့နဲ့တကားကိုဖွင့်လိုက်တယ်တကားပွင့်သွားတော့အထဲမှာယတနာတွေအပြည့်ပဲကြည့်လိုက်အောင်ဟိုမှာရွှေရောင်ဝိညာဉ်မြတ်တွေအများကြီးပဲလို့လူတွေဝမ်းသာကုန်ကြတယ်မဟာကျက်အင်ပါယာကလူကကျွန်တော်စီပြေးလာပြီးမိတ်ဆွေစီနီယာမင်းစီမှာအပိုးတိုးလောင်အိတ်ရှိသေးလားကျွန်တော်ကိုအနှဲငယ်ငါးပါဦးနောက်မှအင်ပါယာကနေဆဲဆပြန်ပေးပါမယ်မင်းသာကူညီရင်ငါတို့အင်ပါယာရဲ့နေစားမင်းဖြစ်တောင်ပွဲချင်းမြင့်ပေးမယ်လို့လာပြောတယ်ကျွန်တော်စိတ်ထဲမှာတော့ငါမှသာတိုးလောင်အိတ်ရှိရင်မင်းတို့ဒီမှာတိတ်နေတာကိုဒီတိုင်းရွက်ကြည့်နေမလားငါကဆရာကြီးမို့လို့မယူတာမဟုတ်ဘူးတကယ်ကဆင်းရဲလွန်းလို့အိတ်မရှိတာကိုလို့တွေးပြီးဘေးကတက်တော်ဆောင်တွေကိုလှမ်းမေးလိုက်ရတယ်မင်းတို့တိုးလောင်အိတ်ပါလားပါပါတယ်ဘိုးဘေးသုံးချင်ရင်ယူပါဆိုပြီးချက်ချင်းအိတ်တွေထုတ်ပေးကြတယ်အဲ့ဒီအချိန်မှာပဲဂရူဆိုတဲ့အတန်ကြီးနဲ့အတူတားရဲကြီးတစ်ကောင်ထွက်လာတယ်ဒီတားရဲကအဆင့်ကအေဂရစ်အဆင့်နီးပါးရောက်နေပြီးသွားပါပြီငါတို့အကုန်လုံးဒီနေရာမှာတေးရတော့မယ်လို့လူတွေလန့်ဖြတ်ကုန်ကြတယ်အင်ပါယာကလူကမိတ်ဆွေဒီတားရဲကအရန်တန်ပါတယ်ငါတို့လက်တွဲပြီးသူ့ကိုတက်ကြဆိုနောက်မှအကျိုးဆောင်ခကိုအပြည့်ပေးပါမယ်လို့လာပြောတော့တားရဲကြီးကကျွန်တော်ကိုတေချာစိုက်ကြည့်ပြီးစိတ်ထဲကနေစဉ်းစားနေတာနေဦးဒီလူငယ်ကကြင်ကြံချင်းစွမ်းအားလုံးဝမရှိပဲနဲ့အလဲဘဟုမှာတီတီငိမ့်ငိမ့်ထိုင်နေရပြီးတော့သူ့နောက်ကအေဂရစ်2ယောက်ကငါ့ကိုကြည့်တဲ့မျက်လုံးကတေကာနီးခွေးတစ်ကောင်ကိုကြည့်တယ်လို့မျိုးပဲငါအသက်နှစ်ပေါင်းရချီရှင်တန်လာတာဘလို့လူကြီးမျိုးကိုမစိုးမြင်ဘူးတဲ့ဒီလူကတော့အေဂရစ်အဆင့်ထက်တေချာပေါက်သားလုံးနဲ့ကြောက်စရာကောင်းတဲ့ပုံကိုကြီးပဲလို့တွေးပြီးကြောက်သွားရှာတယ်တားရဲကြီးကချက်ချင်းပဲလေတံပြောင်းပြီးဘေးကသူ့ညီမကိုကြမ်းညီမမြန်ပြေးငါဝိညာဉ်ဖောက်ခွဲပြီးသူ့ကိုအတူတူတေးအောင်တားထားမယ်လို့ပြောပြီးကျွန်တော်ရှေ့ရောက်တော့မီးလဲပြီးစီနီယာကြီးဒီလူတွေပြောတာကိုလုံးဝမယုံပါနဲ့ကျွန်တော်မျိုးအခုပဲစီနီယာကြီးကိုအဓိကနန်းတော်ထဲခေါ်သွားပြီးအကောင်းဆုံးယတနာတွေကိုရှာပေးပါမယ်လို့အမီးနံပြီးဖားတော့တာပေါ့ဘေးကလူတွေကအေဂရစ်အဆင့်နီးပါးရှိတဲ့တားရဲကြီးကအဲ့ဒီတာမန်လူနောက်မှာအမီးနံနေတာလားငါတကယ်ပဲယူသွားပြီလားမသိဘူးလို့အံ့ဩကုန်ကြတယ်လို့ရှင်းယူကလည်းလဲဟုံမင်းတွေ့လားဘိုးဘေးကစောကတူလောင်အိတ်တွေကိုမယူတာကဒီတားရဲကြီးထွက်လာပြီးလမ်းပြပေးမှာကိုကြိုတင်တွက်ချက်ထားလို့ပဲဘိုးဘေးကတကယ်ကိုအရာကိုလက်ဝါးကြီးအုပ်ထိန်းချုပ်ထားနိုင်တာပဲတားရဲကြီးလမ်းပြပေးတော့ငါတို့ငကားနဲ့ဖျားပင်လေကူးနဲ့ပုံနီးသွားပြီလို့ချီးကျူးပြန်တယ်ကျွန်တော်စိတ်ထဲမှာတော့ဒီကြားကြီးကမျက်နှာပြောင်းတာစာအုပ်လန်တာထက်တောင်မြန်သေးတယ်စောကငါအသက်ထွက်သွားတော့မလို့ငိမ့်ထားဆန်းဆက်ပြီးဟန်ကိုဖို့လုပ်ရမယ်လို့တွေးပြီးတင်းငိမ့်စွာနဲ့ပဲလမ်းပြဆန်းလို့အမိတ်ပေးလိုက်တယ်ဟုတ်ကဲ့ပါစီနီယာကြီးဒီဘက်ကကြွပါကျွန်တော်မျိုးကပဲဂိုက်လုပ်ပေးပါမယ်စီနီယာကြီးဒီတားမြင့်နယ်မြေကိုဖျက်ကျော်လိုက်ရင်ရောက်ပါပြီဒါကအလဲဘိုးမှာရှိတဲ့ကောင်းကင်နက်ဖျားမျောစင်ပါပဲလို့တားရဲကြီးကလမ်းပြရင်စိတ်ထဲကနေတော်သေးတာပေါ့ငါအုံနောက်ကကောင်းလို့ဒီလိုအင်အားကြီးသူကိုတော့ညံနဲ့ပဲဆက်ဆံရမယ်နောက်ထပ်အလုပ်တွေကိုတော့အဖေလက်ထဲပဲအပ်လိုက်တော့မယ်လို့ကြံစီနေတာသူကမျောစင်ရှိရောက်တော့မိတ်ဆက်ပေးတယ်စီနီယာကြီးကိုမိတ်ဆက်ပေးပါရစေဒါကကျွန်တော်အဖေဝါမျိုးချင်းနတ်ဆိုးပြင်းပါပဲတကယ်အေဂရစ်အဆင့်တားရဲအဆင့်မှန်ပါလူသားတွေရဲ့စိတ်အဆင့်ဆိုတာအဖေရှိမှလက်ဝါးတစ်ချက်ရိုက်ယုံနေတဲ့အမှုဖြစ်သွားမှာပြီးတော့တားရဲကြီးကကျွန်တော်ကိုကြည့်ပြီးဖားတဲ့လေတံနဲ့ချက်ချင်းဖြစ်ပြောပြန်တယ်ဒါပေမဲ့စီနီယာကြီးရဲ့ရှေ့မှာတော့ကျွန်တော်အဖေကဘာမှမဟုတ်တဲ့အမိုက်ဆုပ်လေးပါပဲခင်ဗျာတဲ့အဲ့ဒီအချိန်မှာပဲအထဲကတားရဲကြီးကိုထွက်လာပြီးမင်းပြန်လာပြီလားလို့မေးလိုက်တော့တယ်ငါရင်ထဲမှာလဲဒေါသတွေအလိမ့်လိမ့်ထွက်နေတာကွာအထဲကနေထွက်လာတဲ့ဝါမျိုးချင်းနတ်ဆိုးပြင်းကြီးကမှုံမိုင်းနဲ့မျက်နှာနဲ့အော်လိုက်တာကိုဘေးကတားရဲငယ်ကအဖေကြည့်ဦးသားအဖေအတွက်ဘာယူလာပေးလဲဆိုတာလူသားချင်းကြံသူ၃ယောက်ပြအဖေကိုလှုပ်ကြွေးမလို့ဖမ်းလာတာလို့ဝမ်းသာအားရပြောရှာတယ်ဒါပေမဲ့နတ်ဆိုးပြင်းကြီးကလူသားချင်းကြံသူဟုတ်လားငါခုနတင်မိမကြီးတယောက်ရဲ့အစွမ်းကုန်အရိုက်ခံထားရလို့ဒေါသထွက်เสียနေရရှာမရဖြစ်နေတာတေပြီးတော့ဆိုပြီးကျွန်တော်စီကိုတစ်ဆက်ပုံစံအားကုန်သုံးပြီးချက်ချင်းခုံအုပ်တော့တာပဲတားရဲငယ်ကလည်းဘေးကနေအဖေကောင်းတယ်အသေးရိုက်ဒီကောင်းတွေတေပြီးဒါမှတ်လို့အားပေးနေတော့ဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူနတ်ဆိုးပြင်းကြီးရဲ့တိုက်ကွက်ကကျွန်တော်နားကိုတော့မတီးပါဘူးကျွန်တော်ကတော့ဘာမှမလုပ်ပဲဒီတိုင်းရက်နေမိတာနတ်ဆိုးပြင်းကြီးကတိုက်ခိုက်ပြီးမှလန့်သွားပြီးစိတ်ထဲကနေငါအစွမ်းကုန်တိုက်လိုက်တာတော့သူ့ရဲ့ခြေတလန်းလက်တစ်ချက်ကိုတော့မလုတ်ခတ်နိုင်ဘူးကြင်ကြံချင်းအရှိန်ဝါလဲလုံးဝမရှိဘူးဒါတဘာဝအတိုင်းပြန်လဲရောက်ရှိသွားတဲ့အနိုင်မဲ့ပုံကိုကြီးပဲငါ့ကိုမြေပြင်မှာပုတ်တိုက်ပြီးအမှုလုပ်ပြနိုင်တဲ့တကယ်ဆရာကြီးပဲလို့တွေးမိပြီးချက်ချင်းခန္ဓာကိုယ်ကိုအသေးလေးပြောင်းကကြောက်လန့်တကြားနဲ့မြေပြင်ပေါ်ဝစ်ဆင်းသွားတော့တယ်တားရဲငယ်မှာပါဆက်အဟောင်းသားနဲ့အဖေကဘာလို့ဒီလောက်အထိတေးသွားတာလဲသူတို့ကတာမန်လူပြောတော့နတ်ဆိုးပြင်းကြီးကတားဖြစ်သူကိုငါ့ကိုချစ်လာဩမဟုတ်ပါဘူး
စီနီယာကြီးတို့ခွင့်လွှတ်ပေးပါကလေးကငယ်သေးလို့ဘာမှမသိပဲရှောက်ပြောနေတာပါကျွန်တော်မျိုးခုနကဘာစော်ကားလိုတဲ့စိတ်မှမရှိပါဘူးစီနီယာကြီးတို့စိတ်ပြေလက်ပြောက်ဖြစ်အောင်အပန်းဖြေကိန်းလေးတစ်ခုတရုပ်ပြလိုက်တာပါအထင်လွဲတာပါအားလုံးအထင်လွဲတာပါဗျာတကယ်ကိုစနောက်ယုံတက်တက်ပါကျွန်တော်မျိုးစီနီယာကြီးတို့ကိုနွေးနွေးထွေးထွေးကြိုဆိုပါတယ်လို့တုံတုံရင်ရင်နဲ့ဖားတော့တာပဲဘေးကလူကမင်းရှိတုန်းကငကားနဲ့ဖျားဧကရရဲ့ကျေးဇူးတွေကိုအများကြီးခံစားခဲ့ရလို့ဒီမျောစင်ကိုအသက်နဲ့လဲပြီးစောင့်ရှောက်နေတာဆိုလို့လှမ်းမေးတော့နတ်ဆိုးဘရင်ကြီးကလာခွန်ဘသူကအဲ့ဒီတေချင်းဆိုးနဲ့ပတ်သက်လို့လဲရှိတုန်းကသူငါ့ကိုအသားဆုပ်တစ်ဖက်ကျွေးရကိုများဘာကျေးဇူးလဲဒီမျောစင်ကိုစောင့်ရှောက်တယ်ဆိုတာလဲကျွန်တော်မျိုးနေတိုင်းလျှောက်ကြွားထားတာပါစီနီယာကြီးအဲ့ဒီငကားနဲ့ဖျားပင်လေကူကိုလိုချင်ရင်စိတ်ကြိုက်ယူပါကျွန်တော်မျိုးကိုယ်တိုင်သွားဖြတ်စီးပေးပါမယ်လို့ကုန်းချုပ်ပြန်တယ်ကျွန်တော်ကတည်ငြိမ်စွာနဲ့ပင်လယ်ကူကဘယ်မှာလဲလို့မေးလိုက်တော့နတ်ဆိုးဘရင်ကြီးကဒီမျောစင်ရဲ့ကိုထက်မြောက်မှာပါစီနီယာကြီးဒါပေမဲ့မြန်မြန်လုပ်ရလိမ့်မယ်ခုနတင်ကျွန်တော်ကိုရိုက်သွားတဲ့အဆင့်ကိုဧကရမင်းလူသားတွေရဲ့တိုက်ရွှဲဧကရမင်းမေကအပေါ်ကိုအရင်တက်သွားပြီးဒါပေမဲ့ဒီမျောစင်မှာကောင်းကင်ဘုံရဲ့စီးမြင့်တွေရှိတော့သူမအခုရှစ်ထက်မြောက်မှာပိတ်မိနေတာနောက်ကျရင်တော့သူမအတင်းအဓမ္မဖြတ်ကျော်သွားလိမ့်မယ်လို့သတင်းပေးတယ်ကျွန်တော်စိတ်ထဲမှာတော့အတင်းဖြတ်ကျော်မယ်ဟုတ်လားငါတော့မသွားချင်ဘူးဒါပေမဲ့တိုက်ရွှဲဧကရမင်းမေကအပေါ်ရောက်နေပြီဆိုတော့တကယ်လို့လှုပ်ဝက်တာဝန်တာပြက်ကွက်ရင်ငါကတာမန်လူဆိုတာဖော်ထုတ်ခံရတော့မယ်ပြေမြန်မြန်ပြေးမှလို့တွေးပြီးအပေါ်ကိုအတင်းပြေးတက်ခဲ့ရတယ်ရှစ်ထက်မြောက်မှာတော့တိုက်ရွှဲဧကရမင်းမေတယောက်ကောင်းကင်ဘုံရဲ့ရက်ဆက်လာတဲ့ကျင်းစာတွေကြောင့်ဒူးထောက်နေရပြီးဘလို့လို့ဒီလိုဖြစ်ရတာလဲဒီရှစ်ထက်မြောက်ရဲ့စမ်းသက်ချက်ကကောင်းကင်ဘုံရဲ့ရက်ဆက်တဲ့ကျင်းစာတွေဖြစ်နေတာလားအဆင့်9ဧကရအဆင့်10ဧကရမဟုတ်ဘူးငါရဲ့ကြင်ကြံခြင်းတွေကုံဆုံးကုန်ပြီးငါတိုက်ရွှဲဧကရမင်းမေတယောက်တိုက်ရွှဲရင်ပါရာကိုနှစ်ပေါင်းတောင်းချီအုပ်ဆိုးပြီးအဖက်ဖက်ကပြင်ဆင်ခဲ့တာဒီနေ့တော့ဒီမျောစင်အသေးလေးထဲမှာပျက်စီးရတော့မှလားငကားနဲ့ဖျားပင်လေကူကလက်တကန်းတင်လို့တော့တာကိုနောက်ဆုံးတော့လဲငါတလန်းလိုသွားခဲ့ပြီလို့ညီးတွားနေရှာတယ်ကျွန်တော်ရောက်သွားတော့စိတ်ထဲကနေအမလေးဗျာလှုပ်ဝက်တာဝန်ပြက်ကွက်ရင်ငါရဲ့တာမန်လူဘဝလှုပ်ဝက်ချက်ကဖုံးလို့ရမှာမဟုတ်တော့ဘူးစနစ်ဒါကအဆင့်9ဧကရတောင်မခံနိုင်တဲ့ကျင်းစာတော်မင်းအစွမ်းနဲ့ပြဆန်းပါလို့တောင်းဆိုလိုက်တယ်စနစ်ကကောင်းကင်ဘုံဤရက်ဆက်သောကျင်းစာကိုထောက်လန်းတွေ့ရှိရသဖြင့်စနစ်ဤခုခံမှုနေရန်ကိုအသက်ဝင်ပါပြီးအရှင်သည်စိတ်အေးချမ်းသာစွာဖြတ်တန်းနိုင်ပါသည်လို့ပြလာတော့ကျွန်တော်ကကျင်းစာတွေကိုတာမန်လေးပြီးလိုပဲဖြတ်ကျော်သွားလိုက်တယ်တိုက်ရွှဲဧကရမင်းမေမှာပါဆက်အဟောင်းသားနဲ့ဘလို့လုပ်ဖြစ်နိုင်မှာလဲဒါကငါလိုဧကရတောင်တာမန်လူဖြစ်သွားစေတဲ့ကျင်းစာလေးသူကကြင်ကြံခြင်းအရှိန်အဝါလုံးဝမရှိပဲနဲ့ဒီကျင်းစာ